ခင်ပွန်းဖြစ်သူတခြားမြို့ကိုအလုပ်ပြောင်းရွှေ့သွားရတဲ့အချိန်မှာပဲဇနီးဖြစ်သူဟာသူမရဲ့ကလေးငယ်လေးတွေနဲ့နာမကျန်းဖြစ်နေတဲ့ရောက်ခမတွေကိုရရဆက်ဆက်ဆွန့်ပစ်ခဲ့ပါတယ်။သူမဟာပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ကိုရှာဖွေဖို့ရထားပေါ်ကိုတယောက်တည်းတက်သွားခဲ့ပါပြီ။မထွက်ခွာခင်မှာခင်ပွန်းဖြစ်သူပေးထားတဲ့တခုလေးတော့အမှတ်တရလက်ဆောင်ကိုတောင်သတင်းပေါက်ပြင်ဘက်ကိုလွှင့်ပစ်လိုက်ပါသေးတယ်။အဲ့ဒီမြင်ကွင်းကိုခင်ပွန်းဖြစ်သူကအမှတ်မကျင်းမြင်တွေ့သွားပေမဲ့ချက်ပြုတ်ရှုပ်ဖွတ်တာပဲတည်တဲ့နောက်မိမကတရင်မှုကတော့ဆိုတဲ့ကုံပုတ်ကိုဆုံးလုပ်ပြီးနောက်ကိုထားသွားမှာမဟုတ်ပါဘူး။လူမားတာပဲဖြစ်မှာပါလို့ကိုကိုလှည့်စားပြီးယုံကြည်နေခဲ့ပါတယ်။သူမသိလိုက်တာကတော့အဲ့ဒီအမျိုးသမီးဟာအတန်လွှင့်တင်ဆက်သူလက်မှတ်ကိုရရှိထားပြီးဖြစ်တယ်လို့ဒီနေ့ဟာသူမဘဝတဲ့အတွက်စတင်ထွက်ခွာတဲ့နေ့ဖြစ်နေတာပါပဲ။အတိတ်ဘဝတုန်းကတော့ဒီမျိုးသမီးဟာပထမဆုံးသတင်းတင်ဆက်သူဖြစ်လာမဲ့အခွင့်အရေးကိုဆုံးလုပ်ပြီးခင်ပွန်းဖြစ်သူကလုပ်ပေါ်ကိုင်ဘက်မျိုးသမီးအန်နာနဲ့အတူကီလိုမီတာရာနဲ့ချီဝေးတဲ့ကျွန်းတကျွန်းကိုအလုပ်ပြောင်းသွားချိန်မှာအိမ်မှာကြံခဲ့တဲ့ကလေးတွေနဲ့ရောက်ခမတွေကိုပြုစုဆောင်ရှောက်ခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့သူမဟာမူးမလင်းခင်ထမင်းဟင်းချက်ကလေးတွေကိုကြောင်းပို့ပြီးရင်အထည်ချုပ်စက်ရုံမှာအလုပ်လုပ်ညဘက်ရောက်ရင်ကလေးတွေကိုစားပြပေးပြီးရောက်ခမတွေကိုပြုစုနဲ့10နှစ်တိုင်တစ်ချက်မကြီးပဲတီးခံခဲ့။ဒါပေမဲ့ခင်ပွန်းဖြစ်သူပြန်လာတဲ့အခါမှာတော့သူမရရှိလိုက်တာကသစ္စာဖောက်မှုပါပဲ။သူမပြုစုပြောထောင်ခဲ့တဲ့ကလေးနှစ်ယောက်ကအန်နာနဲ့မိသားစုဝင်တွေလိုရင်းနှီးနေကြပြီဖြစ်တယ်လို့ခင်ပွန်းဖြစ်သူကလည်းသူမရှိမှတဲ့အန်နာလက်ကိုကင်ပြီးအန်နာကိုလက်ထပ်တော့မှမို့လို့ကွာရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။မင်းကိုတခါမှမချစ်ခဲ့ဘူးငါတို့ချင်းကဘာမှမတူဘူးလို့ပြောပြီးသူမကိုဆုံးပစ်ခဲ့ပါတယ်။ပိုဆိုးတာကသူမရဲ့သားဖြစ်သူကဒီအိမ်အောင်ရေးကလူကြီးတွေစီစဉ်တာမို့လို့ဘလို့မှမပြောရှင်နိုင်ဘူးလို့အေးဆက်ဆက်ပြောခဲ့တယ်လို့သမီးဖြစ်သူကလည်းအမှုပညာရဲ့ပိုင်းမှာထူးချွန်တဲ့အနာကမှငါတို့ရဲ့တော်ဝင်တည်ရင်းမှုဖေဖေနဲ့ထိုက်တန်တာလို့ပြောခဲ့ပါတယ်။သူတို့မသိတာကတော့အလေတန်းတောင်မအောင်ခဲ့တဲ့ဒီမျိုးသမီးဟာခင်ပွန်းဖြစ်သူရဲ့ဂုဏ်ကိုညှိုးနှမ်းစေဖို့အထက်တန်းအဆင့်အထိကိုယ့်ဘာသာလေးလာတင်ယူခဲ့ပြီးနိုင်ငံရဲ့ပထမဆုံးသတင်းတင်ဆက်သူစာမေးပွဲကိုတောင်ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူဖြစ်တယ်။ဆိုတာပါပဲဒါပေမဲ့အားလုံးကိုမိသားစုအတွက်ဆွန့်လွတ်ခဲ့လို့အလုပ်ပင်ပန်းပြီးယောဂတွေဖြစ်ခဲ့ရတာပါ။အာနာနဲ့ဂုံရှင်ရလာတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကသူမကိုအိမ်မှာတယောက်တည်းပစ်ထားခဲ့ပြီးအန်နာနဲ့အတူထွက်သွားခဲ့ပါတယ်။ TV ထဲမှာခင်ပွန်းဖြစ်သူကအန်နာကိုလူသိရှင်ကြားလက်ထပ်ခွင့်တောင်းနေတာကိုကြည့်ရင်သူမဟာနာကျည်းချက်တွေနဲ့တွေးအံပြီးကွယ်လွန်ခဲ့ရပါတယ်။ညလုံးပြန်ပွင့်လာတဲ့အခါမှာတော့သတင်းတင်ဆက်သူအခွင့်အရေးကိုဆုံးလို့ရမယ့်နေ့ကိုပြန်ရောက်နေခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူမမတွန့်ဆုတ်တော့ပါဘူး။လက်မှတ်ကိုချက်ချင်းလက်ခံလိုက်ပြီးနောက်15ရက်မှာအလုပ်ဝင်ဖို့သဘောတူလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအန်နာကသူမကိုရေနဲ့တမင်ပတ်ပြီးဟန်ဆောင်တောင်းပန်ပါတယ်။ကလေးနှစ်ယောက်ကပြေးထွက်လာပြီးအန်တီအန်နာထိခိုက်သွားလားလို့မေးကြပါတယ်။အန်တီအန်နာကအင်္ဂလိပ်စာလဲတော်တယ်စိတ်ပညာလဲနားလည်တယ်။အန်တီအန်နာကိုပဲမိမိအဖြစ်လိုချင်တယ်လို့ပြောကြတဲ့အခါအန်နာနှလုံးသားဟာအေးဆက်သွားပြီးအေးလေအန်နာကိုပဲမင်းတို့အမေဖြစ်ပေးလိုက်မယ်လို့ချက်ချင်းပြောလိုက်ပါတယ်။အဲ့ဒီစကားကိုအိမ်ပြန်ရောက်လာတဲ့ခင်ပွန်းဖြစ်သူကကြားသွားပြီးအကျိုးအကြောင်းမမေးပဲမင်းကဘာမဟုတ်တာလေးနဲ့ပြဿနာရှာနေပြန်ပြီးကလို့သူမကိုပဲအပြစ်တင်ပါတော့တယ်။